စစ်ရှောင်းစကန်ရှိကနေကုန်ကားကြီးတွေဖြတ်တော့တာတွေ့လို့လမ်းပြင်ထွက်ပြီးတရင်နာဆွနေကြတဲ့ကျွန်တော်တို့စစ်ရှောင်းအုပ်စုတွေပါတခြားစစ်ရှောင်းအုပ်စုတွေကလည်းကားတွေတွားတာမြင်လို့ကျွန်တော်တို့စစ်ရှောင်းအုပ်စုစီတည်င်းလာမင်းရင်အလဲလာခဲ့ကြပါတယ်ကျွန်တော်နောက်မှာရှိနေတဲ့သူတွေကတော့တည်င်းလာမင်းရင်ကျွန်တော်တို့စစ်ရှောင်းအုပ်စုပဲလာလေကြတဲ့အန်ဒီချုံမာတို့စစ်ရှောင်းအဖွဲ့တွေပါဒါကတော့မနေ့နာစတာအတွက်ကျွန်တော်တို့အားလုံးဘိုက်ဖြည့်ဖို့ပြင်ဆင်နေကြတဲ့သူတွေပါကျွန်တော်ကဘာမှမကူပဲထိုင်ပြီးဖုန်းကြည့်နေလို့တော့ရူမှာနှစ်ယောက်တက်မိဖို့ကင်မရာလုပ်ရိုက်ပြီးကျွန်တော်အတင်းကိုမကြားကြအောင်ချနေခဲ့ကြပါတယ်။ထမင်းကြော်ပြီးတော့ကျွန်တော်တို့ကလေးအုပ်စုတွေအရင်မျိုးဆိုးကြပြီးဒီဘက်လာလေတဲ့အန်ဒီချိုမာတို့ကိုပါခေါ်ကြွေးခဲ့ပါတယ်။မျိုးဆိုးပြီးတော့လီကလုံးကူကဓာတ်ပုံရိုက်ပြီးဖို့တောင်းဆိုလာလို့နေရင်ဖျက်ရိုက်ပြီးရင်3ပုံလောက်ရိုက်ပြီးလိုက်ပါတယ်။ပြီးတော့စစ်ဆောင်စကန်ကကျွန်တော်ရဲ့မအေးဘေးလေးကောင်းကင်ဟင်းကတွေ့တွေ့မြဗီဒီယိုလိုက်ရအောင်ဆိုပြီးကျွန်တော်မိခင်ကလေးကိုငားလာပါတယ်။အဲ့လိုကနေကျွန်တော်တို့နေရာပေါက်တက်ကရရှောက်ရိုက်ဖြစ်ခဲ့ရာကနေအမတ်တရားတွေပါဖြစ်လာခဲ့ပါတယ်။ဟုတ်ပါတယ်ဟုတ်ပါတယ်ဘာမှတော့ကြောက်ရအောင်လေကျွန်တော်နည်းနည်းလေးကြည့်ရမလား来啦，可以吗？พี่ဒီမှာပန်းမီလေးပါခင်ဗျာပန်းမီလေးချစ်စရာလေးပါဟယ်လိုအားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်ကတော့မောင်ကောင်းခဲ့ပဲပြီပါခင်ဗျာကျွန်တော်တို့ရွာနေမယ်ကတော့နိုင်ရကြရတယ်ခင်ဗျာနိုင်ရကြပြီမှာမနေ့တစ်နေ့တော့ကစစ်ပွဲဖြစ်ပါခင်ဗျာစစ်ပွဲမှာတော့ရကြပါခင်ဗျာမနေ့ကမစစ်ပွဲပြီးပါခင်ဗျာနေ့ရက်စက်တိုက်လက်နဲ့ကြီးတွေလက်နဲ့ငယ်တွေပြစ်ခတ်ပါခင်ဗျာလေးလေးဘုံအနေလို့စနခေါက်လောက်လာပါခင်ဗျာအဲ့ဒါနောက်ပြန်มาပါနောက်တစ်ခေါက်လောက်ကကျွန်တော်တို့လူညီလို့ဆိုပြီးမှကျွန်တော်တို့နားလေးနှလုံးပြပါခင်ဗျာအဲ့နှလုံးကတော့ဒီထိဆိုင်နားလေးကြပါခင်ဗျာပေါက်တက်ကရတွေရှောက်လဲရိုက်ပြီးရောမယ်အေဘီလေးကကလေးဆိုတဲ့အတိုင်းမြောက်ရှုံနွားရှုံကောက်ယူပုံပေါ်တက်ဆော့ပါတော့တယ်မောင်တော့လိုက်ကြရဗျာဒီမလာတာ16နိုင်ကျော်သွားပြီဆိုတော့ကိုမွတ်သားတို့လင်မယားနေအောင်စစ်ဆောင်စကန်ကကျွဲတွေကိုချောင်းနှောင်းသွားလို့တော့ကောင်းကင်ဟင်းပြောလို့ကျွဲမောကျွန်တော်တို့ပါအပြင်းပြေးလိုက်သွားခဲ့ပါတယ်နေ့လည်ရောက်တော့ကျွန်တော်တို့စစ်ဆောင်အုပ်စုတွေအကုန်လုံးမောင်မဘီလာချက်ပြုတ်ထားတဲ့ဟင်းကောင်းတွေနဲ့ထမင်းစားဖို့ပြင်ဆင်ကြပါတယ်ကျွန်တော်အမေကတော့စစ်ဖြစ်လို့ထမင်းစားမဝင်ဖြစ်နေတဲ့ဘေးအိမ်ကစစ်ဆောင်အဖွားနားမှာအားပေးစကားပြောရင်းထမင်းသွားစားခဲ့ပါတယ်ကျွန်တော်လည်းအဖွားကိုအားပေးစကားပြောဖို့ကျွန်တော်အမေနဲ့အတူလိုက်လာခဲ့တာပါအဖွားကိုကြည့်ပြီးအားပေးစကားပြောရမှာပြောမထွက်တော့လို့အဖွားနားပဲထိုင်ပြီးရက်ခတ်နေလိုက်ပါတော့တယ်ညနေရောက်တော့စစ်ဆောင်စကန်ကကလေးတွေစားဖို့ဆိုပြီးမုတ်တီဝေလာပြီးခဲ့ပါတယ်ဒါကတော့စီချောင်စကန်ကအုပ်စုတွေကျွန်တော်ဖန်တီးထားတဲ့ blog တွေ editing တွေကြည့်ပြီးသဘောတွေ့နေကြတာပါမနေ့ပြန်ဆိုရွာတဲ့ဝင်ရတော့မှဆိုတော့ဒါကတော့စကားဝိုင်းလုပ်ခဲ့ကြတဲ့စီချောင်စကန်ရဲ့နောက်ဆုံးစကားဝိုင်းလေးပါမနေ့ရောက်တော့ကျွန်တော်တို့တွေပြန်မှုစိတ်အားထက်တန်နေရင်ကော်ဖီလေးတွေတယောက်တစ်ခွက်တောက်ခဲ့ကြပါတယ်။ဒါကလည်းစစ်ဆောင်စကန်မှာတောက်ခဲ့တဲ့နောက်ဆုံးကော်ဖီလေးပါ။ရွာထဲဝင်လို့ရပြီလို့ကြေညာလိုက်တော့ကျွန်တော်တို့တွေမပြန်သေးပဲစစ်ဆောင်စကန်မှာခြုံခဲ့တဲ့စောင်းတွေကိုတာဝန်တီးတီးအလိုက်တီးတီးနဲ့ပြောင်းနေနေမြပြောင်းနိုင်အောင်ရှော့ပို့ပေးခဲ့ပါတယ်။စောင်းတွေလျှော်ပြီးတော့အိမ်မပြန်သေးပဲလမ်းမှာပြက်နေတဲ့ကားစီးကိုကုမွတ်တာနဲ့အတူတွားဆွဲဖို့လုပ်ရင်အချိန်လုံးပြီးကျွန်တော်တို့ကားကလမ်းဘေးဆောင်နဲ့ကျွန်းကြပြီးရှေ့ဘိန်းမီနဲ့လွတ်သွားခဲ့ပါတယ်။ဒါကလည်းကျွန်တော်တို့စစ်ကြောင်ပြီးအိမ်ပြန်ခံပြီးဖြစ်သွားတဲ့ကြီးမားတဲ့အမတ်တရပဲဆိုပြီးကျွန်တော်ကကောင်းကောင်းလေးဗီဒီယိုလိုက်ရိုက်နေခဲ့တာပါကဲကားလေးဆွဲပြီးသွားပြီဆိုတော့ကျွန်တော်တို့တွေရွာထဲဝင်ကြပါတော့မယ်ရွာတွေကအိမ်ကိုအရင်ရောက်တာနဲ့9ရက်လောက်ခွဲထားလိုက်ရတဲ့ကျွန်တော်ကလေးတွေကိုတောင်းပန်ရင်စစ်ချောင်စကန်ကထုတ်လာတဲ့ထမင်းနဲ့အသားကြော်ကိုနေကျွေးခဲ့ပါတယ်။အကြီးကျယ်စီးဖြစ်သွားတာတော့ကောင်းကောင်းမွန်မွန်နဲ့ရှိနေကြတဲ့ကျွန်တော်ကလေးတွေကိုအရင်ကျေးဇူးတင်မိပါတယ်။
ပြီးတော့မတောက်ရတာကြာပြီဖြစ်တဲ့ပဲနိုးနဲ့ပဲနိုးပလင်းကို3မိနစ်လောက်တစ်ထိုင်နဲ့တောက်ပစ်လိုက်ပါတယ်ကျွန်တော်တို့နောက်ကျမှရွာထဲဝင်လာခဲ့တော့လေကျွန်တော်တို့ရက်ကွက်မှာကျွန်တော်တို့အပြင်ဘယ်သူမှရောက်မလာကြသေးပါဘူးမသိရင်လူမနေတော့တဲ့ရွာကြီးလားလို့ထင်မိရအောင်ဝတရွာလုံးလူမရှိဘဲငြိမ်သက်နေခဲ့ပါတယ်နောက်ပြီးရွာထဲမိုးနဲ့အတူလေပြင်းကြီးပါလာတော့မှကျွန်တော်တို့တွေတိနေကြလို့ဥယျာဉ်လေးဆိုင်ကရောင်းထည်တွေကိုမိုးလုံနေထင်ရတဲ့ကျွန်တော်တို့အိမ်ကိုကလေးတွေနဲ့အတူတည်ပြီးပြောင်းရွှေ့နေကြတာပါတိတ်ဆိတ်နေတဲ့ရွာကြီးထဲမှာကလေးတွေနဲ့အတူအပြေးလွှာပစ္စည်းတွေကြရတဲ့ feeling ကလည်းမမေ့နိုင်စရာကောင်းလောက်အောင်မိုက်လာပါတယ်ရှို့တော်လူအနည်းစုကကျွန်တော်တို့ပစ္စည်းတင်နေကြတဲ့အတော်သွေးမှာပဲရွာထဲဝင်လာနေကြပါပြီပစ္စည်းတည်ပြီးခံဒီမှာလေပြင်းကြီးကတော့စတင်တိုက်ခတ်ပါပြီဘလောက်မှမကြဘူးလေပြင်းကြီးနဲ့အတူမိုးလုံးကြီးတွေပါရွာထဲကိုစတင်တက်ရှင်လုပ်ပါပြီရွာထဲဝင်ပြီးနောက်နေ့မနေ့ရောက်တော့ဥပရင်နဲ့အန်ဒီမုံတို့ကသူတို့စိုက်ခင်းတဲ့လိုရှင်နဲ့ဟင်းကြီးဟင်းရွက်တွေကိုကြိုက်တဲ့လူလာခူးကြလို့ပြောလို့ကျွန်တော်တို့တွေစိုက်ခင်းကျဲကြီးတဲ့ပတ်မွေခဲ့ကြပါသေးတယ်။ညရီကပြန်ဖူးတဲ့ကိုစားနေပါတယ်။ကိုပြန်ဒီမဲ့အဲ့တပူရှိုးပေးပါလား။ကျွန်တော်တို့တွေအိမ်မှာစားမယ်လို့ထင်တဲ့ပြောင်းမှုနဲ့ကြံအတီးနံတွေကိုလိုတလောက်ပဲခူးခဲ့ကြပါတယ်။ဒါကတော့စိုက်ခင်းကျဲကြီးထဲမှာလိုအပ်တဲ့အတီးနံတွေကိုလာရောက်ခူးဆွနေကြတဲ့သူတွေပါလိုအပ်တာလေးတွေယူပြီးသွားပြီဆိုတော့အိမ်ပြန်มาတော့မယ်ပါပါဗီဒီယိုလေးကဒီလောက်ပါပဲအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ